ခင်ဗျားတို့တည်ပြီးသားဖြစ်ပါလားအာလုံတော်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်အာလုံသဘောပေါက်ပြီးသားတည်ပြီးသားတွေကိုပြောပြီးသွားမှာဖြစ်ပါတယ်အဲ့ဒါကဘာလို့ဆိုရင်ပထမလမ်းနှစ်သွဲကဘာလမ်းနဲ့ဘာလမ်းလို့ဆိုရင်ကုသိုလ်လမ်းနဲ့အကုသိုလ်လမ်းဘာလမ်းနဲ့ဘာလမ်းနဲ့တော့ခင်ဗျားတို့ဒီစကားလုံးတွေနေ့စဉ်မပြောနေဘူးလားပြောတယ်လို့နေ့စဉ်ရောလုံးမနေဘူးလားလုံးနေကြတယ်ကိုကြိုက်တဲ့လမ်းကိုရွေးနေကြတာလေဟုတ်တယ်မလားဒါကြောင့်ဘုလို့ဘုန်းကြီးကခေါင်းစဉ်လေးပေးလိုက်တာပါတယ်တော့ကြိုက်ရာရွေးရှင်လမ်းမသွဲကိုကြိုက်တဲ့လမ်းကိုရွေးနေကြတာအလုံးပဲနေ့စဉ်ဘဝကိုကြိုက်တဲ့လမ်းကိုရွေးချယ်ပြီးတော့ဖြတ်တန်းနေကြတာဟုတ်ဘူးလားဟုတ်လားကုသိုလ်တွေနဲ့နေ့စဉ်ပြောမွေးနေကြတဲ့ပုဂ္ဂိုလ်တွေကလည်းကုသိုလ်လမ်းနဲ့လျှောက်ပြီးတော့ကုသိုလ်လမ်းတိုင်းလျှောက်ပြီးတော့ပြောမွေးနေကြတယ်တချို့ကြတော့လည်းအကုသိုလ်နဲ့ပြောမွေးပြီးတော့အကုသိုလ်လမ်းတိုင်းလျှောက်လန်းနေကြတယ်ဒါရီယန္နာပရိသတ်ပေါင်းသူတော်ကောင်းတို့ဘုန်းကြီးတို့ကိုမျက်စိနဲ့ရောမြင်မနေရဘူးလားမြင်ရတယ်ကိုကြိုက်တဲ့လမ်းကိုချောက်ကြတာလေနားနဲ့ရောမကြားနေရဘူးလားကြားနေရတယ်နားနဲ့ကြားနေရတယ်မျက်စိနဲ့မြင်နေရတယ်ကိုကြိုက်တဲ့လမ်းကိုရွေးချယ်နေကြတာဘာလမ်းနဲ့တော့အကုသိုလ်လမ်းနဲ့ကုသိုလ်လမ်းနှစ်သွဲရှိတယ်။ဒါပဲနှစ်သွဲရှိတော့ပထမလမ်းနှစ်သွဲကကုသိုလ်လမ်းနဲ့အကုသိုလ်လမ်းအဲ့ဒီလမ်းနှစ်သွဲမှာအလုံးသောလောကမှာရှိနေကြတဲ့ပုဂ္ဂိုလ်ရာတတ္တဝါမှန်သမျှကိုကြိုက်တဲ့လမ်းကိုရွေးချယ်ပြီးတော့ရှောင်လန်းနေကြတာမဟုတ်ဘူးလား။ကဲဘုန်းကြီးဟောတဲ့တရားကခက်ခဲကြီးဟုတ်လို့ခက်ခဲမဟုတ်ဘူးလေတမန်ငါရှံကစဉ်းစားရင်အကုသိုလ်တွေများပြီးတော့ကုသိုလ်တွေရမှာနည်းသွားမှာပေါ့ဟုတ်တယ်မလားနေ့စဉ်ပြောဆိုနေကြတဲ့စကားလုံးတွေကုသိုလ်အကုသိုလ်လို့နေတိုင်းပြောနေကြတယ်ဟောဒီလောကမှာရှိကြတဲ့ဘုန်းကြီးတို့ဘာဝင်ဓမ္မမိတ်ဆွေတော်မျိုးတော်တွေအပါဝင်အလုံးသောပုဂ္ဂိုလ်တ attva တွေဟာဒီလမ်းနှမျိုးပေါ်မှာကိုအားတန်ရာနဲ့ရှောင်လန်းနေကြတာမဟုတ်ဘူးလားဟုတ်လားဟုတ်တယ်ဒါကိုမျက်စိနဲ့မြင်ရတယ်နားနဲ့ကြားရတယ်ကိုယ်လည်းပဲကိုကြိုက်တဲ့လမ်းပေါ်မှာရှောင်လန်းနေကြတယ်တဲ့ဒါကြောင့်မလို့ကြရရွေးရှယ်လမ်းနှစ်သွဲတဲ့ကိုရွေးရှယ်တဲ့လမ်းပေါ်မှာကိုရှောင်လန်းနေကြတယ်ကုသိုလ်နဲ့ပြောင်းမွေ့နေတဲ့ပုဂ္ဂိုလ်တွေကကုသိုလ်လမ်းပေါ်မှာရှောင်လန်းပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်နေကြတယ်ဒီနေ့တရားဝင်မှဒီလူရှင်များနဲ့ဒီလိုကအလုံးတော်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့လို့ဟောဒီဓမ္မယုံမှာရှိနေကြတဲ့ဘောဘကသာသနာအကျိုးဆောင်တော်ကြီးတို့လို့စရှိသည်ဖြင့်ကိုကြိုက်တဲ့လမ်းပေါ်မှာကိုလျှောက်ပြီးတော့ကိုလှုပ်တဲ့အလုပ်တွေဒီကနေ့လုပ်နေကြတာဟုတ်လားကိုကြိုက်တဲ့လမ်းပေါ်မှာကိုလျှောက်တာတော့ကိုရွေးရှယ်တဲ့လမ်းဟာကိုဘဝပဲဟုတ်ဘူးလားကိုရွေးရှယ်တဲ့လမ်းဟာတော့ကိုဘဝပဲကိုရွေးရှယ်တဲ့လမ်းဟာကိုဘဝပဲဘာဖြစ်လို့ကိုရွေးရှယ်တဲ့လမ်းဟာကိုဘဝတော့ကိုရွေးရှယ်လိုက်တဲ့လမ်းကြောင်းမှန်ရဲ့အမှန်တရားရဲ့အကျိုးဆက်ကိုခံစားရမယ်ကိုရွေးရှယ်လိုက်တဲ့လမ်းကြောင်းမှားသွားလို့ရှိရင်တဲ့အဲ့ဒီအမှားရဲ့အကျိုးဆက်ကိုပဲခံစားရမှာတခြားသူခံစားရမှာလားကိုပဲခံစားရမှာဟုတ်လားဟုတ်တယ်ဒါကြောင့်မလို့လမ်းနဲ့တွေ့ရှိတဲ့နဲ့ကုသိုလ်လမ်းနဲ့အကုသိုလ်လမ်းနဲ့တွေ့ရှိတဲ့အလေလောကလူသားတွေဟာတဲ့ကိုကြိုက်တဲ့လမ်းကိုဆက်ပြီးတော့ရှောင်လန်းနေကြတာမှန်တယ်မှားတယ်ဆိုတာဓ
မပေရနဲ့တိုင်းကြီးမှတည်တယ်သဘောပေါက်လားမှန်တယ်မှားတယ်ဆိုတာဘာတော့ဓမ္မပေရနဲ့တိုင်းကြီးမှတည်တယ်ဒီနေရာမှာဘုန်းကြီးတို့လူငယ်လေးတွေဘာသာရေးနဲ့အရှုပ်ဝေးတဲ့လူငယ်လေးတွေဘုန်းကြီးဒီရက်မှာကြောင်းထိုင်စဉ်ကာလကလူငယ်လေးတယောက်ဘုန်းကြီးကိုလာလျှောက်ဖူးတယ်ရဏပရိသတ်တွေတိချာနာခင်ဗျားတို့လူလောကလူပေါင်းလေးမှာလည်းခုလုံးလုံးစင်လေးဖြစ်နေမှာနောင်လည်းဖြစ်နေမှာဘာသာရေးအတိဓမ္မပေဒံနဲ့တိုင်းတာဖို့ဉာဏ်မမီလို့ရှိရင်ဉာဏ်လဲနေသေးရင်ပေါ့မမီဘူးလို့မဆိုလိုခြင်းမဟုတ်ဓမ္မပေဒံနဲ့လောကကြီးကိုကြည်ပြီးတော့တိုင်းတာဖို့ကိုဉာဏ်ကမမီဉာဏ်လဲနေသေးလို့ရှိရင်ဒီလိုဒီခုဘုန်းကြီးကိုလျှောက်တဲ့ကလေးလိုအတွေးမျိုးဝင်နိုင်တယ်ဝင်တတ်တယ်အဲ့ဒီကလေးကဘုန်းကြီးကိုဘာလာလျှောက်တော့ကလေးဆိုတာပါဘုန်းကြီးကအဲ့ဒီချိန်မှာအဲ့ဒီကလေးရဲ့အသက်18နှစ်ကျော်တော့ရှိတယ်ဒီရက်မဲ့ကြောင်းထိုင်စဉ်ကာလကအဲ့ဒီကလေးကဘုန်းကြီးကိုလာလျှောက်တယ်ဘယ်လိုလာလျှောက်တော့လို့ဆိုတဲ့အခါကျတော့ဘုန်းကြီးဖေရတဲ့အေးလို့ဆိုတဲ့အခါကျတော့ဘုန်းကြီးတို့ဘုန်းကြီးကဟောကြားတယ်တရားဟောဓမ္မဂတိကတွေကဟောကြားတယ်တပည့်တော်လည်းတရားတွေကြားဘူးလေသူကနာဘူးလေလို့မပြောဘူးတော့တပည့်တော်လည်းဘုန်းကြီးတွေဟောတာကြားဘူးလေဘုန်းကြီးတို့ဘုန်းကြီးတွေကလည်းဟောကြားတယ်ဓမ္မဂတိကဆရာတော်တွေဟောတဲ့တရားတော်တွေကိုလည်းတပည့်တော်ကြားဘူးလေခင်ဗျာအေးဟုတ်ပြီငါကြီးပြောနေပါပြောချင်တယ်ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်ဆိုတာဟုတ်ကလားဗျာကောင်းတာလို့ရင်ကောင်းတာလုပ်တယ်ဆိုတာဟုတ်တာပေါ့တို့ဘုရားကဟောထားပြီးသားပဲမကောင်းတာလုပ်ရင်ရောမကောင်းတာဖြစ်တယ်ဆိုတာဟုတ်ကလားဗျာဟာမကောင်းတာလုပ်ရင်လည်းမကောင်းတာဖြစ်တယ်ဆိုတာတို့ဘုရားကဟောထားပြီးသားဟုတ်တာပေါ့အဲ့ဒါဆိုရင်ဘုရားရဲ့ပြီးတော့16ဘုရားကြီးတဲ့ငါဖွင့်ပြပြီးသားပါမကြီးမင်း16လို့ဆိုတဲ့အခါကျတော့ဦးဇင်းတို့ရွာရဲ့နောက်ဘက်မှာရွာတရွာရှိရွာနာမည်တော့မပြောပြရစင်လေပေါ့နော်သူရဲ့ကိုယ်တိတ်ခါပိုင်းလည်းပါသေးတာဟုတ်အဲ့ဒီရွာကတကားတယောက်ကတာတနိုင်စဉ်ဆွဲပြီးတော့ကြီးပွားချမ်းသာနေတာရှိအဲ့ဒီကလေးကအဲ့ဒီလူကိုမြင်ပြီးတော့အဲ့ဒီလူနဲ့သူနဲ့ရတယ်မတည့်ဘူးဟုတ်မတည့်ရင်ဗာမြင်တတ်တော့အပြစ်မြင်တတ်တာကိုပြောမယ်နော်မတည့်ဗာမြင်တတ်တော့အပြစ်မြင်တတ်တာအဲ့ဒီလူနဲ့သူနဲ့ကလည်းမတည့်တဲ့ခါကျတော့အဲ့ဒီလူကအဲ့လိုအဲ့ဒီလိုင်စင်နဲ့သူကရှမ်းသာနေတဲ့ခါကျတော့သူမေးတဲ့မိကိုလေးလည်းကောင်းပါလေမကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတာဟုတ်ပါသလားဗျာတဲ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတာဟုတ်ပါသလားဗျာမကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်အကုသလသာဝိသဒုက္ခဝိပါကလက္ခဏာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ကုသလအနာဝိသဒုက္ခဝိပါကလက္ခဏာအဲ့ဒါမှန်တယ်ဘုရားဟောတာဒါဖြစ်စေဒီပုဂ္ဂိုလ်ကဒီလုပ်ငန်းနဲ့ဘာလို့ချမ်းသာနေတာလဲခင်ဗျားတို့ပတ်ဝန်းကျင်မှာလည်းရှိတယ်ကျွတ်ပတ်ဝန်းကျင်မှာလည်းရှိတယ်လောကကြီးထဲမှာရှိတဲ့ပတ်ဝန်းကျင်အလုံးမှာရှိတယ်မရှိဘူးလားရှိတယ်အဲ့ဒီကလေးကသူတိတနောက်ကလေးနဲ့သူတိတလောက်ပေတံလေးနဲ့တိုင်းတာပြီးတော့ဓမ္မသူတိတလောက်ပေတံလေးနဲ့တိုင်းတာပြီးတော့ဘုန်းကြီးစီရောက်လာတာသူတိတာကကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်လို့ယုံကြည်ထားတာလေမကောင်းတာလို့ရင်မကောင်းတာဖြစ်ရမယ်လို့သူတိသူတိတလောက်ပေတံလေးနဲ့တိုင်းတာပြီးတော့ဓမ္မပေတံလေးနဲ့တိုင်းတာပြီးတော့ဘုန်းကြီးကိုလာလျှောက်ချုပ်တဲ့ခါကျတော့ဟုတ်ပြီငါကြီးဒါဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဘယ်ဘဝကလာတာတော့ငါကြီးတိလားကဲတရားနာပရိသတ်ပေါင်းသူတော်ကောင်းနေပြီပဲဘုန်းကြီးဘယ်ဘဝကလာတာတော့ခင်ဗျားတို့သိလားသိပါဘူးဗျာဘုန်းကြီးဘယ်ဘဝကလာတာတော့မသိရင်ဘုန်းကြီးဘာတွေလုပ်ခဲ့တော့ကုသိုလ်နဲ့အကုသိုလ်နှမျိုးတွေ
ဒီနှမျိုးမှာဘာတွေလုပ်ခဲ့တော့ဘယ်လောက်များများလုပ်ခဲ့တော့သိနိုင်ပါမသိနိုင်ဟုတ်တယ်မလားကလေးသိတဲ့အသည့်ကကောင်းတာလုပ်ရင်ကောင်းတာဖြစ်ရမယ်လို့ပဲသူယုံကြည်ထားတာဒါမှန်တယ်မမှန်ဘူးမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းတာဖြစ်ရမယ်လို့သူယုံကြည်ထားတာဒါမှန်တယ်မမှားဒါသူသိတဲ့ပေတာလေးနဲ့တိုင်းတိုင်းဒါဆိုရင်ဒီပုဂ္ဂိုလ်ဒီလိုအလုပ်တွေလုပ်နေပါတဲ့ဘာလို့ချမ်းသာတာတော့လို့ပြီးတဲ့ခါကျတော့ဘုန်းကြီးကပြန်ပြီးလိုက်တယ်အဲ့ဒီလူဘယ်ဘဝလာတာတော့ငါသိသလားလို့ဆိုတော့မသိပါဘူးဗျာဟုတ်တယ်လေသူမသိလို့မသိဘူးလို့ခန္ဓာကိုမသိပါဘူးဗျာဒါဆိုရင်ဒီလိုချမ်းသာအောင်လူကတန်းခဲ့မယ်ဘာတွေလုပ်ခဲ့မယ်ဆိုတာလေမင်းသိနိုင်သလားငါညီသိနိုင်သလားဆိုတော့မသိနိုင်ပါဘူးခင်ဗျာအေးကွာအဲ့ဒါအဖြစ်ပဲလို့လူဘဝရအောင်လုပ်ခဲ့တဲ့ကုသိုလ်ကံပါလို့ဒီပုဂ္ဂိုလ်လူဘဝရောက်လာတာဟုတ်တယ်မလားချမ်းသာစီတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဒီပုဂ္ဂိုလ်ချမ်းသာတယ်အဲ့ဒီကုသိုလ်ကံကမကုန်သေးဘူးလေသူလူဖြစ်အောင်လုပ်တဲ့ကုသိုလ်လူဖြစ်အောင်လုပ်ခဲ့တဲ့ကုသိုလ်ကံချမ်းသာအောင်လုပ်ခဲ့တဲ့ကုသိုလ်ကံကမကုန်သေးတဲ့ခါကြတော့ဒီဘဝမှာလက်ရှိလုပ်နေတဲ့အကုသိုလ်ကံကအကျိုးပေးခွင့်မတာသေးဘူးဥပမာတစ်ခုပြောရလို့ရှိရင်မုတ်ဆိုးများလေသမားများလည်းများတားကောင်ချောင်းတယ်ပေါ့တားကောင်ချောင်းတယ်ပေါ့ကိုလုပ်ခဲ့တဲ့ကုသိုလ်ကအကုသိုလ်ကံကလည်းကိုဘဝကြီးချောင်းနေတာမုတ်ဆိုးများတားကောင်ချောင်းတယ်လူလေးကိုင်းတဲ့လူကလေးများကိုင်းတဲ့လူကလေးများကြီးရှိန်ပြီးတော့တားကောင်အပိုင်ကွက်ချောင်းတာမလားအပိုင်ကွက်ချောင်းတာပိုင်မပြစ်ရှာလိုက်တာအခုလည်းအဲ့ဒါပဲဘုန်းကြီးလေကိုဘယ်ဘဝကလာခဲ့မှလည်းမသိဘူးဘာကုသိုလ်တွေလုပ်ခဲ့မှလည်းမသိဘူးဘာအကုသိုလ်တွေလုပ်ခဲ့မှလည်းမသိဘူးဒါပေမဲ့အနုမနာတိတိနဲ့မှန်းဆပြီးသိရတာကတော့ဘုန်းကြီးဒီကုသိုလ်ကောင်းမှုလုပ်ခဲ့မယ်ဒီတဲ့ပြောရလို့ရှိရင်ဘုန်းကြီးဖြစ်အောင်လုပ်ခဲ့တဲ့ကုသိုလ်ကံဒီပါလားလို့ဘုန်းကြီးဖြစ်လာတယ်ဒါတော့မသိနိုင်လားသိနိုင်လားသိနိုင်တယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုတော့မသိနိုင်ဘူးဒါပေမဲ့ကုသိုလ်များခဲ့တယ်ဆိုတာတော့သိနိုင်တယ်မဟုတ်လားဟုတ်လားခုတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေဟာလည်းပဲတရားနာနိုင်တယ်ဆိုတာဟိုဘဝကဟိုဘက်ဘဝတွေတုန်းကတရားဓမ္မနဲ့လီးဆက်ခဲ့လို့တရားနာတဲ့ကုသိုလ်တွေပါခဲ့လို့အခုမလုပ်နိုင်တာတရားနာနိုင်ဒါပဲဆိုလိုတာကအဲ့ဒီကလေးကိုပြောလိုက်တယ်ငါညီအဲ့ဒီကလေးအဲ့ဒီတကားပဲကဝါကလာတယ်ဆိုတာလည်းမသိဘူးငါလည်းမသိဘူးဘာလုပ်ခဲ့တယ်ဆိုတာလည်းမသိဘူးငါလည်းမသိဘူးဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်ကုသိုလ်တွေလုပ်ခဲ့တယ်ဆိုတာတော့သိတာလေကွာဘာလို့သိတာလဲတော့ဗျာတဲ့အခုသူလူဖြစ်နေတယ်ကွာချမ်းသာနေတယ်လူဖြစ်အောင်လုပ်ခဲ့တဲ့ကုသိုလ်ကံပါလို့ချမ်းသာအောင်လုပ်ခဲ့တဲ့ကုသိုလ်ကံပါလို့သူချမ်းသာနေတယ်မင်းကြည့်ထားလို့မင်းမတည်သေးဘူးငါမတည်သေးဘူးအဲ့ဒီပုဂ္ဂိုလ်မတည်သေးဘူးဆိုရင်ဒီအလုံးမှာသူဆက်လုပ်နေသေးတယ်ဆိုရင်အတိတ်ဘဝကုသိုလ်ကံကုန်တဲ့အချိန်ကျတော့ဘူးလုပ်ချစ်လက်ရှိလုပ်နေတဲ့အကုသိုလ်ကံကအလုံးနဲ့အရင်နဲ့အကျိုးပေးပါလိမ့်မယ်ကုသိုလ်ကံများနေရင်အကုသိုလ်ကံကအကျိုးပေးခြင်းမသာသေးတော့မုတ်ဆိုးများသားကောင်ချောင်းတို့ချောင်းနေတာလေဟုတ်တယ်မလားထို့အတူပဲဒီဘဝမှာကုသိုလ်တွေလုံးပြီးတော့အများကြီးလုံးပြီးတော့ဆင်းရဲနေတဲ့လူတွေရောရှိပြီလားရှိတယ်အဲ့ဒီလူဘဝရောက်စီနိုင်တဲ့ကုသိုလ်ကံတော့ပါတယ်ဆင်းရဲတယ်ဆိုတာနှမျိုးရှိတယ်စိတ်ဆင်းရဲရတာပစ္စည်းဥစ္စာဆင်းရဲရတာနှမျိုးရှိတယ်နော်ကိုယ်စိတ်ဆင်းရဲနေရတယ်ပစ္စည်းဥစ္စာရတာဆင်းရဲနေရတယ်လူဘဝရောက်လာတယ်ဆိုကိုလုပ်ခဲ့တဲ့အကုသိုလ်ကံကကိုခံနေရတာလေဒါပေမဲ့ဒီဘဝလုပ်နေတဲ့ကုသိုလ်ကံတွေကပျောက်ပြတ်သွားပါမလားမပြောက်ခဲ့ဘူးဟိုဘဝတွေကကိုယ်ပဲဘဝမှာဘာတွေလုပ်ခဲ့မှမသိတဲ့အကုသိုလ်ကံတွေကဒီဘဝမှာအကျိုးပေးရမှာမို့လို့ဒီဘဝမှာလာပြီးတော့အကျိုးပေးနေတာသဘောပေါက်လားနားလည်လား
နတ်ကလေးကအဲ့ဒီအထိမတွေးဘူးသူတိတာဒီကောင်းတာလို့ရင်ကောင်းတာဖြစ်ရမယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်ရမယ်ဆိုရင်ပေတာလေးနဲ့နိုင်တိုင်းလာတိုင်းတာပြီးတော့ဘုန်းကြီးကိုလာမေးတာဆိုတော့ဒီကလေးကိုအဲ့ဒီရှင်းပြလိုက်တယ်အဲ့တော့ဆိုလိုချင်တာကကုသိုလ်လုပ်ကုသိုလ်တွေအများကြီးလုပ်ပြီးတော့အားလုံးအရာအားလုံးဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်များစိတ်မဆင်းရဲပါနဲ့ဆက်လုပ်ပါလက်ရှိလုပ်နေတဲ့ကုသိုလ်ကံတွေအကျိုးပေးခင်သာရင်အလုံးနဲ့အရင်နဲ့ကုသိုလ်ကံတွေကအကျိုးပေးတာပါလိမ့်မယ်သဘောပေါက်လားအဲ့လိုပြောပြလိုက်တဲ့ခါကျတော့ဘုန်းကြီးကပဲကံကောင်းခြင်းလို့လားအဲ့ဒီကလေးကပဲကံကောင်းခြင်းလို့လားဘုန်းကြီးဖြေလိုက်တာဘုန်းကြီးကကလေးကိုဖြေတာဖြေလိုက်ရတာဒီကလေးဘဝင်မှကြာသွားပါမလားလို့စိုးရိမ်နေပေါ့လေဟိုတကာကပဲတကယ်သူကုသိုလ်ကံတွေပုံသွားလို့လားမသိဘူးများမကြဘူးဒီငါးလအတွင်းမှာအဲ့ဒီတကာစီးပွားရေးတွေဘုံဘုံကြာဒုက္ခတွေမျိုးမျိုးရောက်အဲ့ကလေးဒီနေ့ချိန်ပြီးတော့ဘုန်းကြီးစီရောက်လာတော့ပါဘုန်းကြီးပြောလိုက်တာမှန်ပါလားလို့သူယုံကြည်သွားရင်သာသနာပြုအကျိုးနဲ့ပါပြီဆိုလိုတာကအဲ့ဒီပုဂ္ဂိုလ်ရဲ့ကုသိုလ်ကံကုန်သွားပြီလေဟုတ်တယ်မလားလူဘဝနေရမယ့်ကံလေးရှိနေသေးတော့လူဘဝတော့နေရသေးတယ်ခဏချိန်ရှိနေသေးတယ်ပစ္စည်းဥစ္စာယရနာချမ်းသာခြင်းဆိုတဲ့ကုသိုလ်ကံကကုန်သွားတဲ့ခါကျတော့ထိုပုဂ္ဂိုလ်ဒီနေ့မူလပဂတိအရှိနေတဲ့ဒီလိုင်းစင်မဆွဲခင်ကအရှိနေတဲ့ပြန်ပြီးတော့လျှော့ကြသွားတယ်အဲ့တော့ဆိုလိုချင်တာကလူတိုင်းဟာကုသိုလ်လမ်းနဲ့အကုသိုလ်လမ်းဆိုတဲ့လမ်းတစ်မျိုးပေါ်မှာကိုကြိုက်ရကိုရွေးချယ်ပြီးကိုကြိုက်တဲ့လမ်းပေါ်မှာရှောက်နေကြမှာလားဒါကြောင့်မလို့ဘုန်းကြီးကပါရဲတယ်ခေါင်းစီလေးပြလိုက်တာကြိုက်ရရွေးချယ်လမ်းနဲ့တွေ့ဘာလန်းနဲ့တော့ကုသိုလ်လမ်းနဲ့အကုသိုလ်လမ်းကုသိုလ်လမ်းရှောက်မိရင်ဘာလို့ရှမ်းသာမယ်အကုသိုလ်လမ်းရှောက်မိရင်ဆင်းရဲမယ်ကိုဆုံးဖြတ်ဖို့ကိုစဉ်းစားဖို့ငါလက်ရှိဘဝမှာရောတန်ត្រာမှာရောဆင်းရဲခြင်းလားရှမ်းသာခြင်းလားဘယ်သူမှစုချမ်းသာခြင်းရတဲ့လူကြီးပဲဒါပေမဲ့လုံနေတာကြတော့တခါတလေလွယ်မှဖြစ်မနေဘူးလားကိုလုံးတဲ့လူကကိုယ့်ရဲ့ကာယကံဝစီကံမနောကံကာယကံကောင်းမှုဝစီကံကောင်းမှုမနောကံကောင်းမှုကကိုယ့်ဘဝကိုဖန်တီးပေးရကာယကံမကောင်းမှုဝစီကံမကောင်းမှုမနောကံမကောင်းမှုကလည်းကိုယ့်ဘဝကိုဖန်တီးပေးတာပဲဘာတွေပဲဖြစ်ဘယ်သူမှလုပ်တာမဟုတ်တချို့ကပြောကြတယ်ပတ်ဝန်းကျင်ကိုဖြစ်တယ်ဘယ်သူကြောင့်ဘဝကြောင့်မဟုတ်ဘူးကိုယ့်ဘာသာကိုလုပ်တာပဲဟုတ်တယ်မလားဟိုကဥပမာတစ်ခုပြောကြပါဆိုဒေါသဖြစ်ပြီးရံဖြစ်ကြတယ်တယောက်နဲ့တယောက်ဒေါသဖြစ်ပြီးမင်းကွာငါကွာစိတ်ပေါ်ပြီးရံဖြစ်ကြတယ်ဘယ်သူမှမှားတယ်ဘယ်သူမှမှန်တယ်မပြောကြဘူးလားပြောကြတယ်တကယ်တော့ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ပြောပြီးတယ်နှစ်ဦးသလုံးမှားတာဟုတ်တယ်မလားနှစ်ဦးသလုံးဒေါသရှိလို့ဒါဖြစ်ကြတာလေတူကဒေါသဖြစ်နေရင်တူကမေတ္တာစေတနာထားနိုင်ဒါမျိုးဖြစ်ပါလားဒေါသဆိုတာအကုသိုလ်ကံမေတ္တာစေတနာဆိုတာကုသိုလ်ကံဆိုလိုတာကကုသိုလ်ကံကကောင်းကျိုးကိုပေးတယ်အကုသိုလ်ကံကမကောင်းကျိုးကိုပေးတယ်ဒါလေးသိချင်တတ်ပါဘူးဒါကြောင့်မလို့ကုသိုလ်လမ်းနဲ့အကုသိုလ်လမ်းနှစ်သွေးမှာဘုန်းကြီးတို့တရားနာပရိသတ်ဘာသူတော်ကောင်းတွေကဘယ်လမ်းကိုရွေးချယ်ပါကုသိုလ်လမ်းကိုရွေးချယ်ရမှာဒါကြောင့်မလို့ခေါင်းစည်းလေးပေးလိုက်တယ်ပါရဲ့တော့ကြိုက်ရာရွေးချယ်လမ်းနှစ်သွေးကိုကြိုက်တယ်လားကိုချောက်ကြပါအဲ့တော့ကုသိုလ်လမ်းရွေးပြီးဆိုတော့ကုသိုလ်ရဲ့အကျိုးကပါကုသလအနာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုတာအနာဝိဇ္ဇအပြစ်မရှိဘူးဒုက္ခဝိပါကလက္ခဏာကောင်းကျိုးပြီးတယ်ဒါဘုရားဟောထားနော်နောက်အကုသိုလ်ဆိုတာကအကုသလသာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအကုသိုလ်ဆိုတာအပြစ်ရှိတယ်မကောင်းတဲ့အကျိုးကိုပေးတယ်ဒါဆိုလို့ရှိရင်အပြစ်မရှိဘူးကောင်းကျိုးကိုပေးစေတတ်တဲ့ကုသိုလ်လမ်းနဲ့အပြစ်ရှိတယ်ဆိုးကျိုးမကောင်းကျိုးကိုပေးစေတတ်တဲ့အကုသိုလ်လမ်းဒီလမ်းနှစ်သွယ်မှာတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေကခုနဖြေလိုက်တယ်ဘယ်လမ်းကိုရွေးချယ်မှာလဲတော့ကုသိုလ်လမ်းကိုရွေးချယ်ရမှာကုသိုလ်လမ်းကိုရွေးချယ်ပြီးအဲ့ကုသိုလ်လမ်းတိုင်းကိုရှောင်လမ်းပြီဆိုရင်လက်ရှိပစ္စုပန်ဘဝကိုဘဝကြီးဒါယာမဖြောင်းယူနိုင်ဘူးလားဖြောင်းယူနိုင်တယ်ချမ်းသာစေနိုင်တယ်
ကုသိုလ်လုံးရင်ကိုဘဝကြီးမသားရသေးဘူးဆိုရင်လည်းစိတ်မပြတ်ပါနဲ့ဒေါလဝိရိယတရားတရားထက်သန်စွာနဲ့ကြိုးစားအားထုတ်ပါအတိတ်ဘဝကလှုပ်ထားတဲ့အကုသိုလ်ကံတွေကုန်ရင်လက်ရှိဘဝလှုပ်နေတဲ့ကုသိုလ်ကံတွေကအလုံးအင်းနဲ့ကျိုးပေးပါလိမ့်မယ်တချို့ငယ်မှပထမအရွယ်လောက်မှာဆင်းရဲပြီးတော့ဒုတိယအရွယ်တတိယအရွယ်မှာချမ်းသာသွားတဲ့ပုဂ္ဂိုလ်တွေလောကမှာတပုံကြီးမရှိဘူးလားရှိတယ်နော်ရှိတယ်အဲ့ဒါကပထမအရွယ်မှာသူအကုသိုလ်ကံမကုန်သေးလို့နေဒုတိယအရွယ်တတိယအရွယ်မှာသူလုပ်တဲ့ကုသိုလ်ကံတွေကအကျိုးပေးလို့ချမ်းသာတာပေါ့တချို့လဲပထမအရွယ်ဒုတိယအရွယ်တော့ချမ်းသာတယ်နောက်ဆုံးဩဃာနီးမှသေဃာနီးမှဆင်းရဲနေရတယ်မရှိဘူးလားသူကပထမအရွယ်တတိယဒုတိယအရွယ်မှာချမ်းသာအောင်လုပ်ခဲ့တဲ့ကုသိုလ်ကံတွေများလို့ချမ်းသာတယ်တတိယအရွယ်မှာဆင်းရဲအောင်လုပ်ခဲ့လို့သူဆင်းရဲရတယ်ဒါပဲဒါဆိုလို့ကျင်တာကကိုလုပ်ခဲ့တဲ့ကုသိုလ်ကအကုသိုလ်ကတော့ကာအားလို့ဆိုကိုဘဝကြီးရက်တည်ရတာလေဘယ်သူမှလုပ်တာမဟုတ်ဘူးဘုန်းကြီးအမြဲတမ်းလည်းပြောပဲတရားရှာပဲမှာတွေ့ရလို့ကိုမှတွေ့ဘယ်သူမှအပြစ်မဆိုနဲ့ကိုလုပ်ခဲ့တာပဲเนาะအဲ့တော့ကုသိုလ်လမ်းနဲ့အကုသိုလ်လမ်းလမ်းတဲ့မှာပဲလောင်းယူရမယ်ကုသိုလ်လမ်းယူရမယ်နောက်တစ်ခါနံပါတ်1လမ်းတဲ့တွေကနံပါတ်1လမ်းတဲ့တွေကနိဗ္ဗာန်လမ်းနဲ့30ဘုံလမ်းနိဗ္ဗာန်လမ်းနဲ့ဘာလမ်းနဲ့တော့30ဘုံလမ်းဒါကတော့တူတူချင်းချင်းပြင်းပြောရမှာပေါ့ဘုန်းကြီးတို့အရင်လည်းပြောခဲ့ပြီ30ဘုံလမ်းဆိုတဲ့အခါကျတော့30ဘုံကိုတိမှဒီလမ်းရဲ့အကျိုးဆက်ကိုတိမှတယ်ဆိုလိုတာကလမ်းကိုရှောက်ဖူးတဲ့လူကဒီလမ်းကိုသွားပဲတဲ့လူကသွားဖူးတဲ့လူကဒီလမ်းကိုတိတဲ့လူကဒီလမ်းကောင်းမကောင်းမပြောနိုင်ဘူးလားပြောနိုင်တယ်ပြောနိုင်တယ်ဒီလမ်းတော့ကောင်းတယ်ဒီလမ်းတော့ဆိုးတယ်ဆိုတာပြောနိုင်တယ်ဆိုလိုတာကဘုန်းကြီးပြောချင်တာကအခုနောက်ထပ်နံပါတ်1လမ်းတဲ့တွေကနိဗ္ဗာန်လမ်းနဲ့30ဘုံလမ်းခင်ဗျားတို့ကျွတ်တိထားတာကနိဗ္ဗာန်ဆိုတာဘာဖြစ်တယ်ချမ်းသာတယ်နိဗ္ဗာန်ဆိုတာဘာဖြစ်တယ်ရှင်းလို့နိဗ္ဗာန်ဆိုတာဘာဖြစ်တယ်တော့ချမ်းသာတာဘာမရှိလို့ချမ်းသာတာလဲခန္ဓာမရှိတော့လို့ဘာမရှိတော့လို့ခန္ဓာမရှိတော့လို့ချမ်းသာတယ်နိဗ္ဗာန်ဆိုတာဘာဖြစ်တယ်တော့ခင်ဗျားတို့သိထားတာချမ်းသာတယ်ဘာလို့ချမ်းသာတာလဲဆိုရင်ခန္ဓာမရှိတော့ဘူးအဲ့တော့သိထားလိုက်ကောင်းပြီအဲ့ဒါဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတာချမ်းသာတယ်ဘာလို့ချမ်းသာတာတော့လောဘဒေါသမောဟတွေကင်းစင်ပြီးတော့ခန္ဓာမရှိတော့လို့ချမ်းသာတယ်ဒီလိုသိထားတာဒါကတော့အပေါ်ယံပေါ့နော်နောက်ဟုတ်ပြီအဲ့ဒီနိဗ္ဗာန်ချမ်းသာဆိုတာကိုသိပြီးတဲ့အခါကျတော့30ဘုံကတော့ချမ်းသာတာလားဆင်းရဲတာလားဝေဖန်ဖို့စိစစ်ဖို့မလိုဘူးလား30ဘုံကချမ်းသာတာလားဆင်းရဲတာလားဝေဖန်စိစစ်ဖို့လိုတယ်ဆိုရင်30ဘုံကိုသိဖို့မလိုဘူးလားလိုတယ်30ဘုံဆိုတာခွန်ကြီးတို့ဒီဓမ္မယုံမှာပဲတွက်ပြခဲ့ပူပါတယ်လွယ်လေးတွက်လို့ရှိရင်ဗျမ္မာဘုံကဘယ်လောက်ရှိတယ်လို့20ခွန်ကြီးတွက်ပြခဲ့ပြီဗျမ္မာဘုံကဘယ်လောက်ရှိတယ်လို့20ဗျမ္မာဘုံက20တဲ့ဗျမ္မာအောက်မှာနတ်ပြည်ဆိုတာရှိတယ်နတ်ပြည်ဘယ်နှစ်ထပ်လို့ကြားဘူး20နဲ့6နဲ့ပေါင်းတော့ခုနဗျမ္မာဘုံ20နဲ့နတ်ပြည်6ထပ်နဲ့ပေါင်းတော့26အဲ့ဒီ26တဲ့ကိုအပယ်ရပဲတဲ့ဘုံနဲ့တော့26တဲ့ကို4ပေါင်းတော့အဲ့ဒီ30တဲ့ကိုမြတ်ရုပ်တို့ရောက်နေတဲ့လူဘုံပေါင်းလိုက်အဲ့ဒါပဲတဲ့ဘုံလို့အဲ့ဒါ30ဘုံဟုတ်ပြီဗျမ္မာ20နတ်ပြည်6ထပ်ဗျမ္မာ20နတ်ပြည်6ထပ်အပယ်4ဘုံလူဘုံ1ဘုံအဲ့ဒီ31ဘုံ30ဘုံညံ့ခေါ်တော့ကောင်းပြီစဉ်းစားလိုက်အဲ့ဒါဆိုရင်နတ်ပြည်ဆိုတာယူရတယ်မစဉ်းစားနိုင်ဘူးဗျမပြည်ဆိုတာယူတယ်မစဉ်းစားနိုင်ဘူးခမတို့ကျွတ်တို့နဲ့အနိစ္စဆုံးဖြစ်တဲ့ကိုရထားတဲ့ခန္ဓာကိုယ်ကြီးစဉ်းစားကြည့်လိုက်ခမတို့ကျွတ်တို့နဲ့အနိစ္စဆုံးဖြစ်တဲ့အပယ်လေးဘုံသားတွေငရဲဆိုတာမမြင်ဘူးပြိတ္တာဆိုတာမမြင်ဘူးအတုရကဲဆိုတာမမြင်ဘူးဘာတော့မြင်ဘူးနေတယ်
အပယ်လေးကောင်ကငရဲတိရစ္ဆာန်ပြိတ္တာအတုတကယ်လေငရဲဆိုတာမမြင်ဘူးအတုတကယ်ဆိုတာမမြင်ဘူးပြိတ္တာဆိုတာတော့မမြင်ဘူးတိရစ္ဆာန်ဆိုတာတော့မျက်စိနဲ့မြင်နေရတာဟုတ်တယ်မလားသူတို့အပယ်လေးကောင်ကဆင်းရဲနေသလားချမ်းသာနေသလားဆင်းရဲနေတယ်တိရစ္ဆာန်တွေဆင်းရဲနေတဲ့ကုသိုလ်ကောင်းမှုပြုလုပ်ခွင့်မရှိဘူးအဲ့ဒါပဲလေးပုံလားအဲ့ဒီလိုလမ်းကိုဆင်းရဲနေတဲ့လမ်းကိုရွေးရပါမရွေးရကောင်းပြီတိရစ္ဆာန်တွေဆင်းရဲနေတယ်ဆိုတော့တိရစ္ဆာန်ဆိုဘောင်းစုံပါတာပေါ့ခင်ဗျားတို့မျက်စိနဲ့မြင်နေညာလေးနဲ့ကိုကြည့်လိုက်ပေါ့နွားတွေကြည့်တယ်နွားတွေကြည့်တယ်လို့ယုံရကိုင်းရစနေမြင့်နေလဲစနေမြင့်လို့ရုံးရကလူကျွတာစားလူထားတဲ့လူတွေရဘာမှတောင်းဆိုခွင့်မရှိဘူးဘာမှခွင့်ရမရှိဘူးလို့အစင်းရဲလားဆင်းရဲလားကုသိုလ်ကောင်းမှုလည်းလုပ်ခွင့်မရှိအစင်းရဲလားဆင်းရဲလားဆင်းရဲကောင်းပြီဆင်းရဲတိရစ္ဆာန်တွေဆင်းရဲတာလားလို့ဆိုတဲ့အခါကျတော့30ဘုံကိုတီးပြီးတော့အနိစ္စဆုံးလေးကိုကြည့်ဖို့ပြောပြရအောင်အနိစ္စဆုံးလေးကိုကြည့်ဖို့သူတို့ဒီဆင်းရဲနေဟုတ်ပြီသူတို့ဆင်းရဲတယ်ခင်ဗျားတို့ကျွတ်တော့လူဖြစ်ပြီးတော့ဆင်းရဲကလွတ်သလားဆိုတော့ပစ္စည်းဥစ္စာချမ်းသာအောင်တော့ဘာဆင်းရဲရတော့ခန္ဓာဆင်းရဲခန္ဓာဆင်းရဲခန္ဓာဆင်းရဲဆိုတာသိလားအိုခြင်းဒုက္ခနာခြင်းဒုက္ခသိခြင်းဒုက္ခမိလျံနာတထေကြီးကိုလွတ်လားဒီလျံနာတထေကြီးကိုလွတ်လားအင်မတန်ရှုံးမောလာပါတဲ့လူကိုလွတ်သလားရုပ်ဆိုးတဲ့လူကိုလွတ်သလားအသားမဲတဲ့ကျုပ်တို့လူကိုလွတ်သလားအသားလူတဲ့ခင်ဗျားတို့လူတွေကိုလွတ်သလားအရက်ပုတဲ့လူကိုလွတ်လားအရက်ရှိတဲ့လူကိုဘယ်သူမှမလွတ်ဘူးအဲ့ဒါဘယ်ပုံသားတွေ30ပုံသားတွေခုနဘုန်းကြီးလမ်းနဲ့တွေ့ဒုတိယလမ်းနဲ့တွေ့ပါရတော့နိဗ္ဗာန်လမ်းနဲ့30ပုံလမ်းဘယ်လမ်းရွေးမလို့ကိုယ့်ကိုရွေးချယ်စေခြင်းလို့ဘယ်လမ်းကတော့ချမ်းသာတယ်ဘယ်လမ်းကတော့ဆင်းရဲတယ်ဆိုတာအနိစ္စဆုံးပြောပြတာနော်30ပုံအတွက်ပြခဲ့ပြီဓမ္မတီဆိုတာခင်ဗျားတို့တို့မမြင်နိုင်လို့ထားလိုက်တော့သူကသူဆင်းရဲတွေချမ်းသာတယ်မပြောနေနဲ့နတ်ကြီး6ဓာတ်ဆိုတာခင်ဗျားတို့တို့မမြင်နိုင်လို့မပြောနဲ့ထားလိုက်အောင်ငရဲမမြင်နိုင်လို့ထားလိုက်အောင်တိတ်တာမမြင်နိုင်လို့ထားလိုက်အောင်အတူတကယ်မမြင်နိုင်လို့ထားလိုက်အောင်မြင်နိုင်တဲ့တိရစ္ဆာန်တွေချမ်းသာလားဆင်းရဲလားဆိုတော့ဆင်းရဲနေတယ်ဟုတ်ပြီတိရစ္ဆာန်တွေဆင်းရဲနေသူတို့မကုသိုလ်ပြုခွင့်မရှိဘူးတောင်းဆိုခွင့်မရှိဘူးအခွင့်အရေးမရှိဘူးဘုရားတို့တို့မှလူအခွင့်အရေးဆိုတာရှိသေးတယ်လေဘာမှတောင်းဆိုခွင့်မရှိဘူးလူတွေထားတယ်လို့နေရလူတွေတွေ့တယ်လို့စားရတယ်လူတွေခိုင်းတယ်လို့လုပ်ရတယ်ဘာမှခွင့်ရမရှိခိုင်းတယ်လို့နေထားတယ်လို့နေခိုင်းတယ်လို့လုပ်ထားတယ်လို့နေတွေ့တယ်လို့စားရတဲ့ဘဝဟာမဆင်းရဲဘူးလားဆင်းရဲလားဆင်းရဲတယ်ကောင်းပြီအဲ့ဒီလိုဘဝဆင်းရဲတယ်ဆိုပြီးတော့ကျွတ်တို့ဘဝကတော့ချမ်းသာသလားလို့တွေးကြည့်လိုက်တဲ့အခါကျတော့တိရစ္ဆာန်တွေတော့မဆိုးရုံတမဲ့ပါပဲမဟုတ်လားဟုတ်လားစားဖို့မချာရဘူးလားဝတ်ဖို့မချာရဘူးလားနေဖို့မချာရဘူးလားကျမ်းမာရေးအတွက်စီးပွားရေးလုပ်ရတယ်ပညာရေးအတွက်လုပ်ရတယ်အရာအလုံးလုပ်ရတယ်အဲ့တော့အဲ့ဒီလိုရှာနေတဲ့ခင်ဗျားတို့တို့ဒုက္ခကြီးတွေရင်ဆိုင်နေရတယ်အလုံးသိတဲ့အိစ္ဆာဒုက္ခအနတ္တမမြင်ဆင်းရဲတယ်ဆိုမရဘာမမြင်တာခန္ဓာရထားလို့မမြင်တာခန္ဓာရထားလို့စိတ်ဆင်းရဲတွေခံနေရဟုတ်လားဟုတ်လားခန္ဓာရထားလို့ဒီကိုချင်းဆင်းရဲနာချင်းဆင်းရဲတည်ချင်းဆင်းရဲအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကြီး၃ပါးကိုခံစားနေရတယ်ဆိုရင်30ဘုံသားတွေခန္ဓာလွတ်တဲ့နေရာမရှိတဲ့လောက်ပါပဲခန္ဓာရှိနေရင်ဘုန်းကြီးပြောခဲ့တယ်ခန္ဓာဆိုတာတဏ္ဍာဆိုတာခန္ဓာပါပဲခန္ဓာရှိရင်တဏ္ဍာလဲနေရပါမယ်တဏ္ဍာလဲရင်လူဖြစ်ရင်လည်းကိုချင်းနာချင်းသိချင်းနဲ့မကင်းဘူးဆင်းရဲတွေလေကိုချင်းဆိုတာဆင်းရဲဒုက္ခဒုက္ခဆိုတာပါဠိလိုမြန်မာလိုပြန်တော့ဆင်းရဲခြင်းဆင်းရဲတယ်ဆိုတာဒုက္ခဒုက္ခဆိုတာလည်းဆင်းရဲတာပဲအဲ့တော့ကိုချင်းဒုက္ခနာချင်းဒုက္ခသိချင်းဒုက္ခတွေ
မလွတ်ကင်းသေးသည်ချမ်းသာပါမလားမချမ်းသာဘူးဟုတ်တယ်မလားအဲ့တော့ဘုန်းကြီးတို့ကကုသိုလ်ကောင်းမှုတွေပြုပြီးတဲ့ခါကျတော့လူနာနိဗ္ဗာန်သုံးတန်သောချမ်းသာတို့ကိုရရှိရပါလို့ဤသို့ဆုတောင်းနေနဲ့အစားတဲ့ဣဒံမေပုံညာနိဗ္ဗာန်တ္တပိစယောဟောတုဧမကံမြတ်ကြီးတော်ပြုလိုအပ်သောဣဒံပုံညာဤကောင်းမှုကုသိုလ်ကောင်းမှုမောင်းတို့သည်အာသဝခယံအာသဝတရား၄ပါးတို့ကေယကုန်ညာဖြစ်သောနိဗ္ဗာန်ကြီးကိုဝဟံတော်ရောက်အောင်ပို့ဆောင်နိုင်သည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းလို့ဣတိဤသို့ပထနာအောင်စုပြုပြီးတော့ဆုတောင်းရလေကုန်တည်းကဲဆိုလိုချင်တာက30ပုံလမ်းနဲ့နိဗ္ဗာန်လမ်းကိုကြိုက်တဲ့လမ်းကိုရွေးချယ်နေကြတာပေါ့ဘူးလားဟုတ်လားဟုတ်တယ်ဒါဖြင့်ကိုကြိုက်တဲ့လမ်းကိုရွေးချယ်တဲ့နေရာမှာနိဗ္ဗာန်လမ်းကိုရှောင်လန်းပြီးသွားကြတယ်ဘုရားယန္တာသူတော်ကောင်းအစရှိတဲ့သူတို့တွေဒီခန္ဓာအတိတ်တခါမဖြစ်တော့တဲ့အခါကျတော့ခန္ဓာဆင်းရဲတွေခံစားရပါဦးမလားမရတော့ဘူးတော့ဆင်းရဲလွတ်သွားပြီပေါ့ခန္ဓာတွေတို့ကတော့ခန္ဓာစုတောင်းမှားခဲ့တဲ့အခါကျတော့အခုတန္တရာကြီးလဲနေရတော့လို့ဆိုတဲ့အခါကျတော့ဘုန်းကြီးလည်းမသိပဲမနေဘူးတရားအောင်ပါပဲမအိုပဲမနေဘူးကိုရအောင်ပါပဲ55နှစ်ရှိပြီမျက်စိတွေမကောင်းတော့ဘူးခြေထောက်တွေမကောင်းတော့ဘူးဒူးတွေမကောင်းတော့ဘူးနော်အဲ့တော့အဲ့ဒါတွေကဆင်းရဲတွေပဲဒီခါဒီခိုင်းလာပြီနားတွေခိုင်းလာပြီဘယင်းကြီးတွန့်လာပြီဒါပေမဲ့ကိုကြိုက်တဲ့လမ်းကိုရှောင်နေကြတယ်အလုံးတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေဘုန်းကြီးတို့ကတော့နိဗ္ဗာန်လမ်းနဲ့30ပုံလမ်းတစ်မျိုးမှာကိုကြိုက်တဲ့လမ်းကိုရှောင်နေကြတယ်ဆိုပေမဲ့ဒီကနေ့ပြုလုပ်နေတဲ့ကုသိုလ်ကောင်းမှုတွေဒီနိဗ္ဗာန်ကိုရဖို့အတွက်ဘယ်သူမဆိုလုပ်နေကြတာမဟုတ်ဘူးလားအေးကိုကြိုက်တဲ့လမ်းကိုရှောင်တယ်နိဗ္ဗာန်လမ်းကိုကြိုးစားပြီးတော့6စီခြင်းကြတယ်ကြိုးစားပြီးတော့အားထုတ်ကြပါလို့တိုက်တွန်းနှိုးဆော်ရင်းနေနံပါတ်3အခုသွားရအောင်နော်ခဏဆိုမယ်တနင်္လာနေ့ကြာသွားရမယ်ခါတိုင်းပုံစံပြန်ဆိုင်သွားပါပြီပြောလို့အောင်လို့ပြောနေလိုက်တယ်နော်နောက်တစ်မျိုးပြည်တော့သိရမယ်နော်နောက်တစ်မျိုးကဘာလို့ဆိုရင်လောကလမ်းနဲ့ခန္ဓာလမ်းဘာလို့လောကလမ်းနဲ့ခန္ဓာလမ်းအဲ့လမ်းတစ်မျိုးရှိတယ်လောကလမ်းကိုလိုက်ပြီးရင်တဲ့လွတ်လမ်းမရှိဘူးသဘောပေါက်လားလောကလမ်းကိုလိုက်ပြီးရင်ပါရောလွတ်လမ်းမရှိဘူးခုနကုသိုလ်နဲ့အကုသိုလ်မှာကုသိုလ်ရွေးဖို့ဘုန်းကြီးပြောခဲ့တယ်နော်နိဗ္ဗာန်နဲ့30ပုံလမ်းနှစ်ပဲပါနိဗ္ဗာန်လမ်းကိုရွေးချယ်ဖို့ဘုန်းကြီးပြောခဲ့တယ်နော်အခုလောကလမ်းနဲ့ခန္ဓာလမ်းနှစ်ပဲရှိတယ်အဲ့ဒီမှာဘုန်းကြီးတို့ပုံပွင့်လေးတဲလို့ပြောလိုက်ချင်တာကလောကလမ်းကိုလိုက်ပြီးရင်လွတ်လမ်းမရှိဘူးအဆုံးမရှိဘူးခုနပြောခဲ့တဲ့လဲနေပါလေကရုတ်ကင်း6ဆောင်တန်တရာလဲနေမှာပဲလောကလမ်းကိုလိုက်ပြီးရင်လွတ်လမ်းမရှိဘူးအဆုံးမရှိဘူးတဲ့ခန္ဓာလမ်းကိုလိုက်ပြီးရင်တော့လွတ်လမ်းရှိတယ်အဆုံးရှိတယ်လောကလမ်းဆိုတာကဘာလို့ဆိုရင်ဒီကနေ့ခင်ဗျားတို့နေ့စဉ်လုပ်နေရတယ်အဲ့ဒါလောကလမ်းပဲဘာလို့ဆိုရင်စားဖို့ရှားနေတာလောကလမ်းဝတ်ဖို့ရှားနေတာလောကလမ်းနေဖို့ရှားနေတာလောကလမ်းသုံးဖို့ရှားနေတာစားဖို့ဆိုတောက်ဖို့လေးကိုထည့်လိုက်ပါတောက်ဖို့ရှားနေတာလောကလမ်းဟုတ်တယ်မလားဒီလမ်းကိုသာလိုက်ခဲ့မယ်ဒီလိုင်းတိုင်းဖြောက်မယ်ဆိုရင်လွတ်လန်းရှိပါ့မလားရှားတဲ့နေရာမှာတော်တဲ့လောဘပါတယ်လို့မတော်တဲ့လောဘလည်းပါမှာပဲလောဘဆိုတာကုသိုလ်လားအကုသိုလ်လားအေးခုနပြောတဲ့စားဖို့နေဖို့ဝတ်ဖို့အစစရာရှားတဲ့နေရာမှာတော်တဲ့လောဘပါတယ်လို့မတော်တဲ့လောဘလည်းပါမှာပဲတော်တဲ့လောဘကကုသိုလ်ဖြစ်ပြီးတော့မတော်တဲ့လောဘကအကုသိုလ်
တိုးတဲ့ဒေါသပါတယ်လို့မတော်တဲ့ဒေါသလည်းပါမှာပဲတိုးတဲ့ဒေါသကကုသိုလ်ဖြစ်တယ်လို့မတော်တဲ့ဒေါသကအကုသိုလ်ဖြစ်မှာပဲဒါဒီလောဘဖြစ်မှမသိနေဖြစ်မှမသိဖြစ်နေတာကိုမသိတာမောလောဘဖြစ်မှမသိဖြစ်နေတာကိုဖြစ်မှမသိဖြစ်နေတာကိုမသိတာကမောဟဘောပေါက်လားဒါကြောင့်မလို့ခန္ဓာလိုင်းကိုခန္ဓာလမ်းကိုလိုက်မိရင်တော့ဘုရားကလွတ်လမ်းမရှိဘူးတဲ့လဲနေအောင်ပါပဲလူဖြစ်လိုက်နတ်ဖြစ်လိုက်ဓမ္မဖြစ်လိုက်အပယ်လေးဘုံသားဖြစ်လိုက်မလဲဘူးလားလဲနေမှာလားအဲ့ဒီခုနပြောခဲ့တဲ့နံပါတ်1လမ်းပါပဲဟုတ်တယ်မလား32ဘုံလားရှောက်လန်းနေရအောင်တန်တရာလိုင်းရှောက်လန်းနေရမှာပဲလွတ်လမ်းမရှိဘူးအဆုံးမရှိဘူးကိုကနတ်ပြည်လူချင်းတို့နတ်ပြည်ဆူတောင်းခဲ့တဲ့နတ်ပြည်ရောက်တယ်နတ်ပြည်ဆိုတာအလုံးစုံချမ်းသာတာမှမဟုတ်တော့သူတို့လည်းနတ်တက်ကြွရသေးတာပဲဟုတ်တယ်မလားအေးမြမပြည်ဆိုတာလည်းထို့တူပဲကြွရသေးတာပဲနတ်တက်အဲ့တော့အဲ့ဒီလောကလမ်းကိုရောက်ခိုင်းလို့ရှိရင်လူပုံရောက်ဗျမဘုံရောက်နတ်ပြည်ရောက်တဲ့ဘယ်ရောက်အပယ်လေးဘုံရောက်ဘယ်တော့မှလွတ်လမ်းမရှိဘူးတဲ့ကိုရောက်တဲ့ဘုံရဲ့ကိုရောက်တဲ့ဌာနရဲ့ကိုရောက်တဲ့ဘုံကိုရောက်တဲ့ဘဝမှာရောက်တဲ့ဘုံကရောက်တဲ့ဘဝနဲ့ရောက်တဲ့ခန္ဓာကိုယ်ကြီးနဲ့တန်တရာလည်နေရတဲ့အခါကျတော့လွတ်လမ်းရှိပါမလားဒါပြန်လောကလမ်းကိုလိုက်ပြီးရင်အဆုံးရှိပါမလားမဆုံးနိုင်ဘူးနော်ဆုံးနိုင်ဘူးကြာဘူးလားခင်ဗျားတို့တစ်ချိန်ကျုပ်ကတော့ဆိုလို့မဖြစ်ဘူးဘဝတန်တရားလေခလားမနေမနာပါရောရှည်လျာထွေပြပါရောတသွားရင်သွားကြတာဒုက္ခရေးထားတဲ့စာအမတန်ဒိဋ္ဌိရှိမနေမနာထွေပြရှည်လျာတသွားနဲ့သွားကြတယ်ဆိုတာဘာလမ်းကိုလိုက်ပြီလောကလမ်းကိုလိုက်ပြီလို့ဟုတ်တယ်မလားအဆုံးမရှိဘူးရှားကြရတယ်ဒါမျိုးနဲ့ရှားတော့ရှားနေကြရတာပဲမဟုတ်လားရှားလို့ရပါတယ်မရှားရဘူးလို့မဆိုဘူးကဲမရှားလို့ခင်ဗျားတို့မရှိဘူးဆိုရင်ကျုပ်ဓမ္မပူဇာတွေရပါမှာအေးကျုပ်လာတဲ့ကလူနိုင်အောင်လဲရှားတော့ချကြအောင်နော်ရှားတဲ့နေရာမှာဘုန်းကြီးပြောချင်တာကမတော်လောဘမဖြစ်ပါစေနဲ့တင့်ပြတာတဲ့လောဘပဲဖြစ်ပါစေအဲ့ဒါတော့တန်ត្រာရဲ့အဆုံးလမ်းကိုရောက်သွားပါလိမ့်မယ်ကို၆တဲ့လမ်းမှန်ကန်တယ်လို့ဆိုရမှာပေါ့နော်ဒါကြောင့်မို့လို့လောကလမ်းကိုမတော်လောဘမတော်ဒေါသမတော်မောဟနဲ့လိုက်ပြီးရင်တော့လောကလမ်းရဲ့အဆုံးကိုတွေ့နိုင်ပါမလားမတွေ့နိုင်ဘူးเนาะလောကလမ်းရဲ့အဆုံးကိုမတွေ့နိုင်ဘူးအဆုံးလည်းမရှိဘူးအဲ့တော့လောကလမ်းကိုလိုက်ပြီးရင်အဆုံးမရှိဘူးအဆုံးမတွေ့ဘူးခန္ဓာလမ်းကိုလိုက်ပြီးရင်တော့အဆုံးကြည့်တယ်အဆုံးတွေ့နိုင်တယ်တဲ့ခန္ဓာလမ်းဆိုတာကလွယ်လွယ်လေးပါဘုန်းကြီးတို့ချင်းချင်းတို့ရင်ပြောခဲ့တယ်ကုသိုလ်ကောင်းမှုတွေလုပ်ခိုင်းတာပဲဟုတ်တယ်မလားဘာလုပ်ခိုင်းတာတော့အေးကုသိုလ်ကောင်းမှုတွေလုပ်ခိုင်းတာပဲဒီပါတရားဘာဝနာတွေရှုခိုင်းတာလေကိုယ်ခန္ဓာကိုယ်မှာဖြစ်ပျက်နေတာတွေရှုခိုင်းတာအဲ့ဒီမှာပဋ္ဌာန်းပါဠိတော်မှာဟောထားတာရှိတယ်ဘုန်းကြီးခန္ဓာလိုင်းကိုလိုက်ဖို့အတွက်ဓမ္မရီတော်မှာပဋ္ဌာန်းရုပ်ထူတဲ့တရားဓမ္မတွေဒီထဲမှာပါမှာပါပဋ္ဌာန်းပူဇော်မှုတဲ့တရားဓမ္မတွေပါမှာပါပဋ္ဌာန်းပါဠိတော်မှာဟောထားလဲလို့ဆိုတဲ့အခါကျတော့တတံဥပနိတယဒါနံဒေတိတိလံသမာဓိယတိဥဘောတထကမ္မံကရောတိခန္ဓာလိုက်နေဆိုရင်နံပါတ်1ပါလို့ဆိုရင်တရားတရားလူတွေပဋ္ဌာန်းပါဠိတော်မှာဘုရားဟောတာတော့အခုခင်ဗျားတို့ဒီတရားဝဲကြီးကိုရောက်လာတာတရားနာခြင်းနဲ့စေတနာတရားမရှိပဲနဲ့ဒီတရားဝဲကြီးကိုခင်ဗျားတို့ရောက်လာပါဟဲ့ဒီတရားနာတယ်ဆိုတာတန်တရာလေတဲ့လမ်းလားတန်တရာလွတ်တဲ့လမ်းလားတန်တရာလွတ်တဲ့လမ်းအဲ့ဒီတန်တရာလွတ်တဲ့လမ်းကြီးကိုရောက်ဖို့အတွက်၆ဖို့အတွက်မိမိရဲ့စိတ်မှာဘာလိုလဲဆိုရင်စေတနာတရားလိုတယ်ဘာလိုတော့စေတနာတရားလိုတယ်အဲ့ဒါကြောင့်မလို့ပဋ္ဌာန်းပါဠိတော်မှာဘုရားကတတံဥပနိတယဒါနံဒေတိတိလံသမာဓိယတိဥပောတထကမ္မံကရောတိခ
အဲ့ဒီစေတနာတရားကလည်းပဲတာမန်တရားမဖြစ်ရဘူးခန္ဓာလမ်းလိုက်ဖို့လောကလမ်းလွတ်ဖို့ဆိုရင်လေလောကလမ်းကြီးဆုံးဖို့ဆိုရင်ခန္ဓာလမ်းကိုလိုက်ဖို့ဆိုရင်တတ္တဥပါနိဒယတတ္တံတရားကိုဥပါနိဒယအမိပြုပြီးတော့တတ္တံအာကောင်းသောတရားကိုဥပါနိဒယအမိပြုပြီးတော့အာကောင်းသောတရားဆိုတာကအဖြောင့်ပြောလို့ရှိရင်တရားကောင်းရင်လို့ပြောတာဘုန်းကြီးကပါဠိလိုအနက်မြန်မာပြန်ပြလိုက်တယ်တတ္တံတရားကိုဥပါနိဒယတတ္တံအာကောင်းသောတရားကိုဥပါနိဒယအမိပြုပြီးတော့ဒါနတရားတွေလည်းတည်တည်ဖြစ်ပေါ်လာပါပြီဒါနတည်တည်ဒါနတွေလည်းပြုကြတယ်တဲ့တတ္တံအာကောင်းသောတရားကိုဥပါနိဒယအမိပြုပြီးတော့သီလတရားတွေကိုလည်းပဲသမာဓိရည်စောင့်တည်ကြတယ်သီလစောင့်တည်ခြင်းနဲ့စေတနာတရားမရှိဘဲနဲ့သီလစောင့်တည်ပြပါလားအလူပေးခြင်းနဲ့တရားမရှိဘဲနဲ့လူပြပါလားလူတာပဲဖြစ်ဖြစ်သီလစောင့်တည်တာပဲဖြစ်ဖြစ်ဘာလို့ရှိခံတာတရားကိုရှိခံတာခန္ဓာလမ်းလိုက်တော့မယ်ဆိုရင်နံပါတ်1ကအရေးကြီးဆုံးကပါတော့တရားလူတွေဘာလို့ရတော့တရားလူတွေကုသိုလ်ကောင်းမှုတွေလုပ်ရှင်တဲ့စိတ်တရားလူတွေဒါနပြုခြင်းနဲ့စိတ်တရားလူတွေသီလစောင့်ခြင်းနဲ့စိတ်တရားလူတွေတရားဘာဝနာတွေပွားများခြင်းနဲ့စိတ်စေတနာတရားလူတွေဒါကြောင့်မြတ်စွာဘုရားရဲ့ကိုယ်တော်မြတ်ကြီးကတတ္တံအကောင်းသောတရားကိုဥပါနိဒယအမိပြုပြီးတော့ဒါနတရားတွေကိုလည်းတည်တည်ပေးလိုပါပြီသီလတရားတွေကိုလည်းသမာဓိရည်စောင့်တည်ပါ၏ဥပောဒရကမ္မဥပုသ္တိလတွေကိုလည်းကရောတိစောင့်ထိန်ကြတယ်တဲ့ခန္ဓာလမ်းကိုလိုက်ရှင်နေဆိုရင်နံပါတ်1ပါအရေးကြီးဆုံးလေတော့တရားအရေးကြီးဆုံးတရားရှိဖို့လိုတယ်နော်အဲ့ဒီတရားရှိလို့ခန္ဓာလမ်းလိုက်ပြီဆိုရင်တဲ့ဒီကနေ့လူတိုင်းချမ်းသာနေကြတာအဲ့ဒီချမ်းသာတော့ဆုတောင်းနေပါလေသူ့လိုအကျိုးပေးပါတယ်နော်အောက်မှာဘာဟောထားလဲဆိုတဲ့အခါကျတော့ဘာလို့ပြောရတယ်လဲဆိုဇာနံတရားအောက်ကောင်းလို့ရှိရင်လောကီစီးစိမ်ချမ်းသာတာမဟုတ်ဘူးတဲ့ခန္ဓာလမ်းကိုလိုက်ပြီးပြောတာလေကိုယ်ခန္ဓာကိုယ်ကြီးကိုလိုက်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုကြမယ်ဆိုရင်တဲ့ဇာနံဥပ္ပါဒေတိမေကံဥပ္ပါဒေတိဖလံဥပ္ပါဒေတိဓမ္မပတ္တိဥပ္ပါဒေတိဇာနံတရားတွေကိုလည်းဥပ္ပါဒေတိဖြစ်ပေါ်စေတယ်မေကံတရားတွေကိုလည်းဥပ္ပါဒေတိဖြစ်ပေါ်စေတယ်ဖလံဖို့တရားတွေကိုလည်းဥပ္ပါဒေတိဖြစ်ပေါ်စေတယ်ဓမ္မပတ္တိဥပ္ပါဒေတိဓမ္မပတ္တရားတွေကိုလည်းရစေနိုင်တယ်တဲ့ဆိုလိုတာကတရားအားကောင်းစွာဖြင့်ခန္ဓာလမ်းကိုလိုက်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြမယ်ဆိုရင်ဒီကနေ့ခင်ဗျားတို့လိုချင်နေတဲ့ချမ်းသာတွေရရှိတဲ့အပြင်လောကုတ္တရာချမ်းသာတွေဖြစ်တဲ့ဇန်တရားမေတ္တရားဘုတရားဓမ္မပါတရားဆိုတဲ့ချမ်းသာတွေကိုလည်းမရနိုင်ဘူးလားဇန်အဖို့တရားတွေရပြီဆိုရင်ခန္ဓာလမ်းဆုံးရောက်မတော့လားရောက်ကြလားဒါကြောင့်ခန္ဓာလမ်းကိုလိုက်ပြီးရင်တော့အဆုံးမရှိဘူးလားရှိလားအဆုံးမတွေ့ရဘူးလားတွေ့ရလားတွေ့ရတယ်ဒါကြောင့်မလို့လောကလမ်းနဲ့ခန္ဓာလမ်းတစ်မျိုးမှာဘယ်လမ်းကိုလိုက်ရမှာလဲခန္ဓာကိုလိုက်ရမှာခန္ဓာလမ်းကိုလိုက်ပြီးတော့ကုသကောင်းမှုများများပြီးတော့ခန္ဓာရဲ့အဆုံးရကိုချရမယ်ကဲတရားသိတော့မယ်နော်ဒီလောက်ဆိုကြည်နေပြကြပါလို့အလုံးမေတ္တာရပ်ခံတောင်းပါပါတယ်တော့ပြန်ထောက်ရအောင်အစာနေလို့နော်အနှစ်ရှုပ်ဘုန်းကြီးပြောလိုက်တယ်တရားရဲ့ကောင်းစီရပါရဲ့တော့ကြာရရွေးရှယ်ပထမလမ်းတဲ့ကဘာလမ်းနဲ့ဘာလမ်းပြလိုက်တော့ကုသိုလ်လမ်းနဲ့အကုသိုလ်လမ်းနဲ့တွေ့ရှိတယ်ဘယ်လမ်းလိုက်ရမှာလဲတော့ကုသိုလ်လမ်းလိုက်ရမှာနံပါတ်1လမ်းတွေကနိဗ္ဗာန်လမ်းနဲ့30ဘုံလမ်းဘယ်လမ်းလိုက်ရမှာလဲတော့နိဗ္ဗာန်လမ်းနောက်ဆုံးနံပါတ်3မှာလမ်းတွေကလောကလမ်းနဲ့
ခန္ဓာလံလိုက်ပြီးရင်အဆုံးတွေ့ပဲအဆုံးရှိတယ်လောကလံလိုက်ပြီးရင်တော့အဆုံးတွေ့နိုင်ဘူးအဆုံးရှိဘူးတဲ့နော်ဒါကြောင့်မလို့အလုံးစုံတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့နဲ့အတူတကွဤဓမ္မတမေပူဇော်ပွဲကြီးဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးကြတဲ့ဤဓမ္မယုံဤခမ်းမကြီးရဲ့သာသနာအကျိုးဆောင်တရားတော်မှာများတရားဝင်မတည်လူချင်းများနဲ့တကွအလုံးစုံတရားနာပရိသတ်ပေါင်းသူတော်ကောင်းနေတဲ့ကြက်ရာရေးရှည်လက်နဲ့သွဲဆိုတဲ့တရားတော်ကိုနာယူပြီးဒီအချိန်မှစပြီးတော့ကုသိုလ်လမ်းနဲ့ရွေးချယ်ပြီးပါစေကုသိုလ်လမ်းနဲ့အကုသိုလ်လမ်းလက်နဲ့သွဲမှာကုသိုလ်လမ်းနဲ့ရွေးချယ်ပြီးတော့ချမ်းသာနိုင်ကြပါစေနိဗ္ဗာန်လမ်းနဲ့30ဘုံလမ်းလက်နဲ့သွဲမှာနိဗ္ဗာန်လမ်းကိုရွေးချယ်ပြီးကြပါစေလောကလမ်းနဲ့ခန္ဓာလမ်းဆိုတဲ့လက်နဲ့သွဲမှာခန္ဓာဉာဏ်ရောင်တရားတွေသိပြီးတော့ခန္ဓာလမ်းကိုရွေးချယ်နိုင်ကြပါစေခန္ဓာလမ်းကိုရွေးချယ်နိုင်ကြတဲ့ဖြင့်ခန္ဓာရဲ့ဆုံးရာချမ်းသာအစစ်အမှန်ကိုတွေ့နိုင်ကြပါစေလို့ဘုန်းကြီးကဆုတောင်းမေတ္တာပို့တာပေးရင်လည်းထီတော်တင်ဝဲကြီးလည်းပဲလိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့အဘမရိနာဘိက္ခဝေတံပါတိထာဘိက္ခဝေတန္တရာဘိလာမိကိုမြော်တွေ့ကြောင်းကြအိုးတရားဓမ္မပေါင်းသူတော်ကောင်းတို့အပမဒေနဒါနတိနာဘာဝနာဆိုသောကုသိုလ်ကောင်းမှုအစုစုတို့၌မမေ့မလျော့မပေါ်မဆထထသောတတိတရားဖြင့်အပမဒေနကြိုက်ရာရွေးရှင်လက်နဲ့တွဲဆိုတဲ့လမ်းများစွာရှိတဲ့ထဲကမင်္ဂန်စွာရွေးချယ်ရမယ့်ကုသိုလ်လမ်းနိဗ္ဗာန်လမ်းခန္ဓာလမ်းတို့ကိုမမှန်ကန်ကန်ရွေးချယ်နိုင်မှုအတွက်မမေ့မလျော်မပေါ်မဆထထသောတတိတရားဖြင့်သမာဓိထာနေ့စဉ်ပြည့်စုံနိုင်ကြပါစေကုန်သတည်း